တာမိခင်ရင်တွေ့တာငယ်လေးပမာနွေးထွေးခြင်းနာရှိလူပါသည်ဖျားတပည့်တော်သည်တရဝရီအချင်းချင်းဒုက္ခဖြစ်ခြင်းကင်းလူပါသည်မာတာယထာနိယဗုဒ္ဓမိခင်ရင်တွေ့တာငယ်လေးပမာနွေးထွေးခြင်းနာရှိလူပါသည်သူတပါးအပေါ်၌အမြတ်ထွက်ခြင်းကင်းလူပါသည်သူတပါးအပေါ်၌ပြစ်မှားမှုမပြုလူပါသည်သူတပါးအပေါ်၌အမြတ်ထွက်ခြင်းကင်းလူပါသည်သူတပါးအပေါ်၌ပြစ်မှားမှုမပြုလူပါသည်စီစဉ်ကိုမလိုပါတခါချစ်ချင်းမုန်းခြင်းကင်းလူပါသည်နှလုံးသားချင်းဆက်နွေးထားတာမေတ္တာတရားမေတ္တာထားမှအေးချမ်းရာတနေ့သုံးကအိုးတရားဖြင့်ချက်ခါတမေကျွေးမွေးခြင်းထံမရွေးစင်စေလို့တညစ်စာမေတ္တာပူရာပူပြီးမြတ်တယ်တနေ့သုံးကအိုးတရားဖြင့်ချက်ခါတမေကျွေးမွေးခြင်းထံမရွေးစင်စေလို့တညစ်စာမေတ္တာပူရာပူပြီးမြတ်တယ်တနေနုထာမြတ်နာတမီလူကြီးလေးကုသိုလ်အဖို့ပြုခြင်းလို့တမီမလျော့မြတ်တာဖို့တရဝရီညီခြင်းစီချစ်စိတ်နှလုံးအေးချမ်းလေးမျက်နာရွှင်ပြပြုံးလာလာမြတ်တာပွားများကြိုးကြည့်မှာတရဝရီချင်းချင်းဒုက္ခဖြစ်ခြင်းကင်းလူပါသည်မာတံယထာနိယဗုဒ္ဓမိခင်ရင်တွေ့တာငယ်လေးပမာနွေးထွေးခြင်းနာရှိလူပါသည်
ဆက်ပြန်ချစ်ပန်းလိုက်ကျွေအကျဉ်းသားတရားတွေထားမှစိတ်ချမြင့်မယ်အမြဲတမ်းတွေ့စားပွဲအသေးမအေးအေးမြမယ်စေတနာတွေမိုးဆွေရွာဖြူဝီကကွယ်နှလုံးသားဝဲအမုန်းများပဲအပြောင်းများကျွေရစေပွဲ ရှိရရနာနီလာပလဲစီယာဆွေမလာမေချင်နေအလားဆိုရာအစင်မမြဲပေးခါရပဲကွယ်ယူတာတဲ့ဝိမနောကဖြူစင်လောကကိုအလားစီနိုင်လိမ့်မယ်အစီပြမဝလာပါရင်သာကြွေးကွယ်မပြုံးမြောင်မြောင်နှလုံးလာပါစေကွယ်အမုန်းစကားမဆိုကြစင်သာတကယ်နှလုံးသားကိုလာစင်ပါကွယ်ကြားကြတော့ဒီတော်များတို့ဟာဘုရားပိဋကမြန်မာကျင်ဘွယ်ရုပ်တင်မှာစတင်ပြီးတော့ဒီလိုပူဇော်ဒီကရာကျင်ရပါတော့ဗျာ။သဘောတည်းလုံးလုံးသိနေဗျာကျင်းဟိုလည်းများတို့ဒီအာဝိဇ္ဇိကမသောမသောတဲ့မသောတဲ့မသောကောင်းသောနေကာသာပိကနာတိယဂါတာနေကာသာရိသန္တရာဟုသောယူတံကရတော်ဖြင့်ဘုရားပိဋကမေဟာကျင်းဝဆင်တွေအလုံးမှာဤကျတို့ကောင်းအားဒေသဝတိအရှင်တော်မြတ်ခြင်းလည်းကွာအကြာကြာသောစေတော်မြတ်ကြီးဟာတတိတော်တို့ဒီနေကားသာတိသန္တရာဟုသောကာရတော်တို့စာဖား၍ဘုရားဝိသေကပါဠိတော်များကိုယတိတော်ညီညာညာယောဂလေဝဒတိတော်မူကြပါကုန်သောသံဃာတော်ရှင်မြတ်တို့ဘေဟာ
တာနာတော်ရှင်မြတ်များအဲ့ဒါကတော့ဘုရားကျွတ်ဆိုဘုရားလေးအာရဟိတာဆံဆောက်တယ်ဩဘာသာယနေ့အားလုံးသောဘုရားတရားဘုရားမမောသူတော်ကောင်းတို့ကတော့ဖြင့်လောချင်းပို့ပြီးတော့ဩကာသကရောတို့ဖြင့်ရှင်းဖို့ပူဇော်တာကပူဇော်ကြရတယ်လို့ပြောတယ်။ဟာကျမ်းနေတယ်လေလို့ဆိုတော့တောင်းပန်ကြရောကိုကြံသေးတာပေါ့နော်။အဲ့တော့တပည့်တော်တို့ကဘယ်သူတွေကိုပြင်းမနေလို့ရိုင်းပြနေလို့စော်ကားနေလို့ဆဲဆိုနေလို့တောင်းပန်ကြရှိတယ်လေဘုရားလို့မေးမယ်ဆိုရင်လည်းပဲမေးလို့ရပါတယ်။ဒါပေမဲ့ဦးဇင်းတို့ရဲ့ဘဝတွေယနေ့အားလုံးသောသူတော်စင်တွေရဲ့ဘဝတွေဟာဘယ်ကစတင်ပြီးတော့ဘယ်ဘဝမှာဘယ်သူတွေနဲ့ကြုံခဲ့ဆုံခဲ့ပါလိမ့်လုပ်ခဲ့တယ်ဆိုတာဘယ်သူမှတမ်းမပြောနိုင်ဘူး။ကြိမ်များမိမိတို့ဖြစ်လာခဲ့တဲ့အတိအကျဖြတ်သန်းလာခဲ့တဲ့ဘဝအတိအကျမှများမပြင်းမတဲ့မပြင်းမထိုက်တဲ့ယရဏသုံးပါးအနန္တောနာတ၅ပါးတို့နဲ့တကွာခင်မွန်ကြီး10ပါးမိမိတို့ရဲ့တသက်ကဂုဏ်ဝါကြီးမားတော်မူကြကုန်သောပုဂ္ဂိုလ်များတို့ရဲ့ဘော၌ကိုယ်နဲ့တော်၎င်းနှုတ်နဲ့တော်၎င်းစိတ်နဲ့တော်၎င်းအကယ်၍ပြန်မှကျွလွန်ခဲ့ပြီလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့ယခုပိစုံမှာဘဝမှာတွေ့ရဖြစ်လွယ်ရောင်းဝယ်ရှုံးခြင်းချိုးရင်းအင်္ဂါနုနာကုဋ္ဌယူရပေါပြန်မင်းတန်တဲ့ကံကျမ်းမ်းဆွတ်သွဲသိဝဲသားခြင်းပြည့်ချင်းစည်းစိမ်တွေပြီးလောက်တတ်ခြင်းစွာသောဆေဘသောတန်မှုတွေတင့်တတ်တယ်ဣစယောမဘဒေဣသကမယထာပါလံယထာမူလံယထာအကုသလံယောအဟံဧဝမဂတေတတမေဗန္တိအယောဣစယတောပတိကဏတုအာယတေသဝရာယတန္တိမယ
နာသာပင်စင်ကသီလသာလူကံကတ္တဝါဓမ္မအပမဒေနာသမ္ပါဒိဋ္ဌိ
င်္ဂလာအခမ်းအနားအောင်ခဲ့ပါပြီအလူတော်မင်္ဂလာကြီးအောင်စီလေးဘတ်တော်ဝဝီနေရတာတို့ခေါ်သည်ခဏရဲ့တမီးတော်စိတ်ချမ်းသာသည်မြစ်တာပို့သည်မြစ်တာဝေသည်မြစ်တာဖြန့်ချီရွှေမောဝေမောရတနာမောရွာတော်မီစနေအလူတဲ့အလူမကြီးရဲ့စိတ်ချမ်းသာမယ်စေတနာတွေတောင်းလောက်ကြည့်တဲ့ပေကကျွေးပွေလူရန်ပေးမယ်အလူမကြီးအလူမကြီးပြောစင်ကလာမင်းဒီပမာတင်းနေတာနှလုံးပီတိပြတရာပန်းနဲ့ပြည့်တဲ့အလူဝဲပါ စိတ်ချမ်းသာမယ်စီရနာရီတောင်လောက်ကြီးတဲ့ပေကကြီးဝေလူရန်ပြီးမယ်အလူတကားကြီးအလူတကားကြီးပြောရွှေအခါကလမ်းမင်းကြီးပမာတင်နေတာနှလုံးပီတိပြတရအပေါင်းနဲ့ပြည့်တဲ့အလူတွေပါစိတ်ချမ်းသာမယ်စီရနာရီတောင်လောက်ကြီးတဲ့ပေကကြီးဝေလူရန်ပေးမယ်အလူမကြီးအလူတကားကြီးအလုံးပြရွှေရွှေအခါကလမ်းမင်းကြီးပါတင်နေတာနှလုံးပီတိပြတရာပေါင်းနဲ့ပြည့်အလူဝဲဝါလက်ဖျားခါလောက်ပါလေ
ဒီကဒီနေရာမှာထိုင်ကဒီနေရာမှာစားပါအေးဝင်တွေလေးမပြည့်ခေပါရမီဖြည့်တဲ့လူမကြီးကတရာတရားလေးတွေအားကောင်းနေစီလီကိုရလက်ဖက်ပွေးနေကြည်နွေးချမ်းလေးမပြတ်အောင်တင်းယူကျင်နာယူစားတဲ့နော်စားတဘောကျိတ်မနှောခိုက်အော်တိုက်ချွေးလိုက်မယ်အပူမပြောပြောမပူပါနဲ့ပြင်ဆန်ရှာဒီအလူဟာပြင်ဆန်ရှာပဲခွေ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  လူရာပွဲရစီတာမစဲချင်းရင်ခဲလူရဲ့လူပွဲရှင်ရှင်နာတာဖိတ်သိစေလို့နဲ့ခုရတဲ့ပွဲလူရကအလူအမသူရှင်လွဲရာရှင်မစဲသူတို့ယူတဲ့ပွဲ လူရာပွဲရစီတာမစဲချင်းရင်ခဲလူရဲ့လူပွဲရှင်ရှင်နာတာဖိတ်သိစေလို့နဲ့ခုရတဲ့ပွဲလူစကားလူအမ